လုပ်လိုက်ရအဲ့ဗီဒီယိုတင်မယ်ဆိုတော့လေကြားနေရကြောက်ကြည့်တယ်ဘိုင်းကျူးမဲ့ဗီဒီယိုပဲလုပ်လိုက်ဟုတ်လားအနည်းကတူမယ်ဟုတ်တယ်မကောင်းလာပြီကျွန်တော်မလောက်တော့အာယုဒါလေးတာရေးကြပါယူဒီကပီကအာယုပီကတဲ့ကျွန်တော်အများကြီးရှိတယ်အာယုပီကရဲ့ကျွန်တော်အမဝထားတယ်ဝထားတယ်ပြီးဖျောင်းနိုင်ယူအောင်ဖျောင်းနိုင်လို့မရမှာဖျောင်းနိုင်လို့ဖြစ်နေတယ်ဒါပြီထားထားမယ်ဒီထဲမှာထည့်လိုက်မယ်ကျွန်တော်အမဲသားပါယူသွားအောင်မယ်ယူမယ်ပြီးရင်ဒီထဲမှာပါရှိသေးရောဒီထဲမှာဘာမှမရှိဘူးဒါလေးယူရမယ်ဒါလေးယူရမယ်ပြီးကြည့်ဒါယူရမယ်ဒါယူသွားရင်ကောင်းတယ်ကောင်းတယ်တော့ဒီကျွန်တော်ကခွဲအောင်ပါဟိုလေးကျိုးနေဆိုတော့ခရမရမှာဆိုအာယုံအော်ခိုးဒီမှာပြည့်နေနော်အာယုံဒီတက်ထည့်တာအာယုကဒီထည့်တာ34ခုရှိတယ်34ခုဝေးတူးလိုက်မယ်တူးမယ်ဒါလေးယူမယ်ပြီးရင်ဒီဟာလေးဒါလေးကြီးကနောက်တစ်ခုယူမယ်ပြီးရင်မတော့ခရမယ်ကလာညနဲ့လာပြစ်လိုက်မယ်မြန်လုံးမအရာဝင်အိမ်ထဲကဝင်သွားပြီဒီမှာလုံးမယ်ဒီကနဲ့ဒီမှာဒီလိုမခရမယ်သူခရရတယ်ဒါလေးယူပြီးမယ်ယူပြီးဒီမှာထားလိုက်မယ်ထားပြီးချင်းကျွန်တော်ဒီဟာလေးတော့ဒါလေးပြီးရဒီတော့သုံးတော့ပါဘူးဒါလေးထားခဲ့လိုက်မယ်ထားခဲ့မယ်ဒါလေးထားခဲ့မယ်ဒါထားခဲ့ပြီးဟောနဲ့သွားမယ်ကောစားလောက်မယ်စားမယ်ပြသွားမယ်ယူရသွားမယ် let's go ကူရသွားမယ်ကျွန်တော်အေးရပါမိုင်းတင်ပြီးကောင်းတယ်အဲ့ကူကြောင့်မှကျွန်တော်အာယုံလေးအများကြီးရတာချက်တစ်ခုကျွန်တော်ရတာကျွန်တော်ချက်တဲ့ထဲမှာရမှာတူဘူးကျွန်တော်တေသွားချင်ရမရှိတော့ဘူးဒီနေလိုက်မယ်အဲ့တော့မထားလိုက်အောင်အချက်လက်ထွက်လို့မရဘူးဘယ်လိုထည့်ထားလဲတော့ဝမ်းနေတော့လေကြားပါဘူးနေကြည့်လိုက်မယ်ဒီမှာတော့ကျွန်တော်ဂူလေးတော့ရောက်ပြီကျွန်တော်မကြောက်ဘူးဘာဖြစ်လို့ချင်းကျွန်တော်အရင်တူးထားတော့မှာဖျောင်းနိုင်မှအများကြီးထားဘယ်ကောင်းဒါပဲဒီကောင်းဘာလို့ဒီရောက်လာတော့ဘာဒီရောက်လာအကောင်ထားလိုက်စီပါအရင်တူးမှာဆိုလားအရင်တော့ဆင်းလာချေကျွန်တော်ထုံးထားမြည်ကြတယ်ဆိုတော့ကျွန်တော်အခုတွေ့ရကျွန်တော်အပေါ်လက်မကြည့်လိုက်ရတာအခုမှအပေါ်မှာအေးလိုက်ဖြူတဲ့မရှိဒီရလေးအဲ့ဖြူတဲ့ရောဒီကိစ္စကဒီကိစ္စကတော်လေးပါကျွန်တော်တက်နိုင်လာလို့ကျွန်တော်ဒီကြောင်းမီးထူးနောက်ရရတယ်ဒီဆိုရင်သူရောက်လာလိမ့်မယ်လည်းရှိတယ်ကျွန်တော်မြင်မိရခုမှမြင်မိရခုမှပုံမော့ချိလိုက်မှမြင်လားရှင်ကမတွေ့ဘူးခုမှတွေ့ရအဲ့လေးတူอ่ะဘယ်ခုရမလဲဒီနေ့မိုင်းတွေ့လို့ဆိုတော့ဒါလေးဖြစ်လာမယ်ဖယ်မဲ့တက်လို့မရဘူးပိတ်ထားဒီပေါ်တက်မယ်ဒီမှာကြာဒီပေါ်တက်မယ်တက်ဒီမှာရောက်ပြီအာယုံလေးအများကြီးရောက်တော့အာယုံလေးအများကြီးရှိတယ်ဟောဒီလေအားလုံးပေါင်း5ခုရှိတယ်5ခုအားလုံးပေါင်း5ခုရှိတယ်ပြီးရင်ဒီကြာလေးတစ်ခုရှိတယ်ဒီဟာလေးရှိတော့အ
ပေါ်အောက်မှာရှိရအစလေးအရင်တူးမယ်အောက်မှာဒါလေးရှိတယ်တူးမယ်အားလေးတူးမယ်ဒါပြီဟာအများကြီးလားမသိဘူးအများကြီးမဟုတ်တော့ပါဘူးဒါပဲရှိတယ်အခု9ခုက4ခုရှိရပါအဲ့4ခုပြီးရင်အဲ့4ခုပြီးရနဲ့ဒီဘက်ကိုသွားမယ်ဒီဘက်ကိုသွားမယ်ဆိုမပြောက်อ่ะဒီမှာမဲတိုးမဲတက်ရောက်ပြီရောင်းနေပြီဒီဘောလုံးမဲတူးမယ်ဒါပဲရှိတော့3ခုလေအဲ့3ခုပြန်အောက်ကိုပြန်ဆင်းမယ်အောက်ကိုဆင်းမယ်ပြီးရင်နောက်တဲ့ဘုတ်ထပ်တင်မယ်နော်